intro ရဲ့ piano တီးလုံးကိုဂီတာနဲ့လိုက်တီးမယ်ဆိုတော့เนาะဒါကျွန်တော်ဒါတက်တယ်လို့လေးတီးထားတာပေါ့เนาะတကယ်တော့လက်မှတ်ချင်းမှလည်းပဲပေါ့เนาะဆိုတော့အဆင်ပြေအောင်လေးတီးကြည့်တာပေါ့เนาะဆိုတော့၄ကျိုးရဲ့၄ခွက်မြောက်၃ကျိုး2ကျိုးက2ခွက်မြောက်1ကျိုးက5ခွက်မြောက်ပေါ့เนาะကျွန်တော်ဒီပုံစံလေးဖန်တာမယ်ပြီးရင်ကျွန်တော်တို့ပေါ်အောင်တားရပေါ့เนาะ4 3 2 1ဒီပုံစံလေးပေါ့เนาะ1E and 2E and 3E ပေါ့နော် 1E and 2E and 3E and 4E and ဒီပုံစံလေးပေါ့နော်ပြီးရခါကျတော့ G flat ကိုတောင်းမယ် sorry A flat ကိုတောင်းမယ်လေဒီဘက်ခွက်ကိုဖမ်းလိုက်မယ်ဒီဘက်က A flat နဲ့ပေါ့နော်ဒါအောက်ကဟာဒီပဲနော်နှစ်ကျူရဲ့တစ်ကျူရဲ့ပေါ့နော်Comment. Di dalam ada sound ni, di dalam di bunga ni kita akan dipilih, no? Yang kedua ni kita lalu asuli lah, all start ပေါ့နော်အကလုံးတီလုံးလာနေမှာဒါလေးပဲပေါ့နော်ဆိုလိုလေးပေါ့နော်ဆိုလိုလေးအနေလေးကျွန်တော်ဒီကြည့်အောင်ဆိုလိုနေရကြတော့